အခုဒီလိုမျိုး plastic တွေကိုလူတွေအများစုအပင်လယ်ထဲကိုဆွန့်ပစ်ကြတယ်အဲ့လိုပြစ်ပြီးသွားတဲ့အချိန်ကြာရင် plastic တွေကဘယ်လိုနေရာမျိုးရောက်သွားမယ်လို့ထင်လဲအဲ့လိုစွန့်ပစ်ထားတဲ့ plastic တွေကပင်လယ်ထဲကိုရောက်သွားတဲ့အချိန်မှာလူအများစုပေါ့နော်လွတ်လွတ်စပယ်အခုနောက်ပိုင်းမှာမြင်ရတာ plastic bag တွေတုံးတဲ့ usage ကလည်းပိုတိုးလာတယ်အခုခေတ်မှာဆိုလို့ရှိရင်ဘာလို့ဆိုတော့သူက300လွယ်ကူရဲ့ကြောင့်မလို့အဲ့တော့တချို့ရနေပြီးတော့စားတောက်ပေးတဲ့ခါမှာဆိုရှင်လမ်းဘေးမှာရှိရဲမြောင်းတို့ဘာလို့အဲ့ထဲကိုပစ်လိုက်ကြတာရှိရဲအဲ့ကနေတစ်စတော့ water body တစ်ခုအဲ့လိုနဲ့နောက်ဆုံးကျတော့ပင်လယ်သမုဒ္ဒရာရဲ့ရောက်သွားတယ်အဲ့ချိန်မှာကျတော့ပင်လယ်သမုဒ္ဒရာရဲ့ရှိရဲ aquatic animal တို့ဘလို့ရှင်အဲ့ plant တို့အဲ့ရနေပြီးတော့တည်ဆုံးသွားပြီးတော့biodiversity တစ်ခုလုံးပြတ်သွားရပေါ့နော်စွန့်ပစ်ထားတဲ့ plastic တွေကပင်လယ်ထဲကိုရောက်သွားတဲ့အချိန်မှာ maybe secret chair တွေကအဲ့အကို food အနေနဲ့မာပြီးခါကြလို့မို့ consume ဖြစ်သွားတာပေါ့နော်အဲ့နဲ့အဲ့ဒီ secret chair တွေလူတွေကတဆင့်ပြန်စားတဲ့အချိန်မှာတော့အဲ့ဒီ plastic တွေကလူတွေဘိုက်ထဲကိုပဲပြန်ရောက်တယ်လို့ထင်တယ်ပေါ့နော်ကျေးဇူးတင်ပါတယ်